တင်ပါဗျာဆရာတော်တော့အတူတစ်ခုကဆုံးလာပြီလို့ကြောက်မှမသွားတယ်ကိစ္စမရှိပါဘူးဗျာတတိတော့လည်းပါဠိကဒါနကိုအာရုံပြုတတ်နေပါပြီဗျာဒါလည်းအရှင်ဖျားတို့ဆုံးမအောင်လာပြီလေကျေးဇူးတင်ပါဗျာသာဓုဘုရားမှုရှိရဲ့ဂိုင်းကဆုံးလူဟာအမျက်ဆုံးဖြစ်တယ်လို့ဟောတော်မူတယ်မလားအတိဘေကကုဆရာကိုဘုန်းကြီးရဲ့လို့အာယုံကန့်တက်မထားပဲအရိယာတန်ဃာတော်လုံးနေတကွသမုဒိတန်ဃာတော်များပါတပေါင်းနဲ့အာယုံထားပြီးကတ်လူချင်းကအကျိုးရှိဆုံးလို့ဟောတော်မူလာပဲတင်ပါဗျာဒီတော့မှတ်မိနေပါလေဗျာဒီနေ့အချိန်ကြီးရတဲ့ကစွန်းကျိုးနဲ့ပတ်သက်လို့ဒကာရဲ့ဒါနကိုအနုမောဒနာပြုပြီးဟောပါအောင်လေယဟန်စာတော်သုန္ဒနာရဲ့အဆက်လို့မှတ်ချင်လည်းမှတ်ဖို့သိကောင်းပါဗျာတပည့်တော်ကလည်းနည်းနည်းလေးပြီးလေးပို့၍ပြီးချင်လေးဖြစ်နေပါလေဗျာအဲ့ဒါဟာတပ္ပရတံဓမ္မရတော်ဇိနာတီးလို့ဆိုတဲ့အတိုင်းဓမ္မရတကိုရေးစမ်းကြည့်ပြီးတော့ပို့၍အရသာခံစားလာခြင်းတဲ့သဘောပဲတင်ပါဗျာဒါကစွန်းကျိုး၅ပါးဆိုတာကိုတော့သိလိမ့်မယ်ထင်ပါရဲ့ပါဠိလိုတော့ဒီတော့ကောင်းကောင်းပြောတတ်ပါဘူးဗျာမြန်မာလိုတော့အသက်ရှိခြင်းအစင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းလို့ရှိတယ်မှတ်ပါတယ်ဗျာဟုတ်ပါတယ်ပါဠိလိုတော့အာယုဝနဒုက္ခဗလာပြိပန္နာလို့ဆိုတာပေါ့တင်ပါဗျာကဲဒီတော့ဥပဇင်းကမေးမယ်အဲ့ဒီစွန်းကြိုး၅ပါးဟာဒကာတို့လိုစွန်းလူရှင်တွေကရသလားအဲ့ဒီစွန်းကိုစားတဲ့ယဟန်များကရသလားရှင်ပြောတာတပည့်တော်ကောင်းကောင်းနားမလည်သေးဘူးဗျာအရှင်းကြီးပဲဒကာရဲ့အသက်ရှိခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဆိုတဲ့အကျိုးတွေကလူတဲ့လူမှာရသလားစွန်းစားတဲ့ယဟန်များကရသလားအဲ့ဒါကိုမေးတာတပည့်တော်တော့စွန့်လို့တဲ့လူကစွန့်အကျိုး၅ပါးရတယ်လို့သိထားပါလို့ဗျာလူတိုင်းလည်းဒီလိုပဲထင်နေပါတယ်အဲ့ဒါမဟုတ်လို့လားဗျာဒါလည်းလက်တွေ့စဉ်းစားကြည့်လေလောလောဆယ်အားဖြင့်ဒကာလူရဲ့စွန့်ကိုစားရတဲ့ယဟန်မှာထိုစွန့်ကြောင့်ဘာဟာရမှမစားရစီကမူခုနှစ်ရက်တော့အသက်ရှင်နေလေဦးမယ်ခမင်းသက်ခုနှစ်ရက်လို့ပြောကြတယ်မလားအဲ့ဒါကိုအာယုလို့ခေါ်တယ်ဒီမှာဗျာနောက်တစ်ခုကဝနာတဲ့ဒီမှာလူကအစင်းပေါ့အဲ့ဒါအယောင်စင်းကိုပြောတာအုံမာဒန်ဒီတို့ပပဝဒီတို့လှပခြင်းကိုစူရမဟုတ်ဘူးတကားကတ်တဲ့ဆုံးကိုစားတော့ယဟန်မှာတွေးတာလှက်ပတ်တက်ကြွလာတဲ့အတွက်ရုပ်ရည်ကြည်လင်လန်းဆန်းပြီးအယောင်သွေးများတခဏချင်းဖြစ်ပေါ်လာနိုင်တယ်။၄-၅-၆ရက်လောက်တမင်းမစားပဲငတ်နေတဲ့လူရဲ့အယောင်သွေးဟာညှို့ညွတ်ပြောင်းနှင်းနေတတ်တယ်။တကားဆုံးကိုစားတော့ယဟန်မှာတွေးရောင်တွေလှမ်းပြီးလန်းလာလိမ့်မယ်လေ။အသားရည်ဆူပြီးလာလိမ့်မယ်။ဒီမှာဗျာဒီတော့နည်းနည်းတော့ဘောပေါက်လာပါလိမ့်ဗျာအေးဒီလိုဆိုရင်ဒုက္ခဆိုရင်ချမ်းသာခြင်းသဘောတရားဟာလေငွေကြီးချမ်းသာတာမျိုးကိုဆိုလိုတာမဟုတ်ဘူးကိုယ်ရင်းဝေဒနာတစ်ခုရှိရင်ထိုဝေဒနာမှပျောက်ကင်းချမ်းသာမယ်အတိတ်ဖြစ်သောဝေဒနာများမကပ်မြောက်နိုင်လို့ကိုယ်စိတ်ချမ်းသာမယ်ရုပ်ခန္ဓာကိုအထောက်ပံ့ပြုနေတဲ့ကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးထဲမှာအာဟာရဆိုတာကတဘာပါဘူးပေါ့တင်ပါဗျာဗလဆိုတာကတော့ရှင်းပါလေကာယဗလညာနာဗလကိုယ်အားညာနာတစ်ခုပေါ့အဲ့ဒါနဲ့တစ်ဆက်တည်းအကျိုးဖြစ်လာတာကပရိဘာနာလို့ဆိုတဲ့ပညာကြီးခြင်းပေါ့ကိုအားညာအားရှိလာရင်ပရိယတ္တိသာသနာပရိပတ်တိသာသနာကိုအခြေပြုပြီးပရိဝေဒသာသနာဆိုတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်တရားအထိအကျိုးဖြစ်စေတယ်။ကောင်းလိုက်တာဗျာ။အခုမှတပည့်တော်ရဲ့စိတ်ထဲမှာရှင်းသွားတော့ပဲဗျာ။ကဲဒီတော့တကားအနေနဲ့ဆုံးဖြတ်လိုက်စမ်း။အဲ့ဒီစွန့်ကြုံ၅ပါးကိုတကားအတွက်လိုချင်လို့လှူမလားတကားစွန့်ကိုစားတဲ့ယဟန်တော်များမှာရပါစေဆိုတဲ့စေတနာထားပြီးလှူမလားအဲ့ဒီနှစ်ခုတည်းကတစ်ခုကိုရွေးပြီးတော့တတိတော့ကောင်းကောင်းကြီးသဘောပေါက်သွားပါပြီဗျာယနေ့ယခုအချိန်ကစပြီးတတိတော့ကတ်တဲ့ဆုံးကိုဖုံးပြတော်မူတဲ့ကိုတော်တိုင်းထိုဆုံးအကျိုး၅ပါးနဲ့တလုံးတဝါပြီးပြည့်စုံပါစေဆိုတဲ့စေတနာနဲ့ကတ်လူသွားပါတော့မယ်ဗျာအဲ့ဒါမှယထာဘူရတဘာဝကြတော့မယ်ပေါ့ယဟန်တော်များမှာထိုကျိုး၅ပါးကိုရတဲ့ကဲ့သို့လှူတဲ့ပုဂ္ဂိုလ်များမှာလည်းထိုကျိုး၅ပါးကိုရစီပါတဲ့လောကမှာတူသောအကျိုးပေးတယ်လို့ဆိုကြတယ်မလားအဲ့ဒီဆုံးကျိုး၅ပါးတရားကိုမြတ်စွာဘုရားကဘောဓနံဘိက္ခွေဒါကမာနောဒါယကောပရိက္ခဟကဏ္ဍပင်စဌာနာနိဒေတိကတ္တမနိပင်စာအာယုန်ဒေတိဝနံဒေတိဥက္ခံဒေတိဗလံဒေတိပရိပါဏံဒေတိလို့ဟောတော်မူထားကြောင်းအိန္ဒုတ္တရနိကေပင်စကနိတဘောဓနာတုံမှာအတိအလင်းပါရှိပါတယ်တင်ပါဗျာဘူးတော့တယ်တပည့်တော်တို့မှာအသက်ရှိအောင်အသင်းလောက်
သက်ဆံချမ်းသာအောင်မျှော်လင့်ချက်ကြီးနဲ့ဆူတောင်းအရင်ကြီးလုပ်တယ်လို့လူခဲ့ကြတာရှက်ဖို့တောင်ကောင်းနေပါပြီဗျာ ဒီလိုပဲပေါ့မသိတဲ့လူဟာယူဆလွဲကြတယ်နဲ့ပဲစွန်ချုံ၅ပါးကိုလဲတယ်ထင်လို့ဈေးစစ်တဲ့ကမာကြီးတယောက်တောင်ရှိခဲ့ဘူးတဲ့ ဒီလိုလည်းတော့စိုးနေပါသေးလားဗျာဆက်တော့မအောင်ဗျာ တခါကဟာတာကလေးနှိုးပြီးတရားဟောတော်မူလေးရှိတယ်ကျောင်းတိုင်ဆရာတော်ကြီးတစ်ပါးရှိတယ်ခြေတုံးကတင်္ဂါဆရာတော်ကြီးတို့ပေါ့အဲ့ဒီဆရာတော်ကြီးကိုကျောင်းသားကြီးတယောက်ကဥပုံနေတယ်ဆွမ်းလာပို့တယ် အရင်ပြောရင်ဒီသွားဆောင်ပြပြီနော်ဒီမှာရေနဲ့မှမရှိဘူး ။အိုးကျုပ်ကအရင်ရောက်တာဗျ။နှစ်မိုးလုံးထမ်းအောင်ပါ ။ဩကိုတော်တာရဲ့အိမ်မှာဒီဇိုင်းမှမရှိလို့ရှင်းကိုတောင်းပါနဲ့ရှင်းရလည်းဘလို့များဖြစ်နေလဲမသိဘူး ကဲပါတော့ယူကြပါညံ့ကြတာပေါ့တော့ ဒီနေ့ဥပုပ်နေ့ကိုကျွန်တော်ကအဖိတ်နေ့လို့မှတ်တာဗျာ ဒီနေ့နာနာ14ရက်နေ့လေဟဲ့ ။ဟိုးခမရလည်းကျောင်းမကြီးဂျုံငွေပုံတော့မှစိုးဖို့သွားပြီလေဗျာ။သူကဥပုပ်နေတိုင်းမှစိုးဖို့နေကြဗျာ ။ဟုတ်ပါသူစွန့်ပို့တဲ့နေရဥပုံနေလို့သာမှဘယ်တော့မှမမှားဘူး သူတို့များဖြင့်အလူရည်ချက်လက်နဲ့ပေါ့လူနိုင်တတ်နိုင်လိုက်ကြတာ ။ခမရလည်းဒီရေတွေရေတွေခတ်ပြီးကျောင်းဘုရားအိုးတွေကိုဖြည့်ဖြည့်နေရမို့လား။ဒါလည်းအထူးတစ်မျိုးပေါ့ဗျာ။ရေအကျိုး10ပါးတော့ရတယ် မင်းပြောမှပဲငါအားရလိုက်တာဟဲ့ဒီအကျိုး10ပါးဆိုတာဘာတွေတော့ဟဲ့ ။ကိုတော်တာကိုကြီးပဲခက်တာလင်းကားဝါဆိုတော့စာပေတော်တော်စန့်စန့်ပါတယ်နော် ။စာကြီးကပြန်ခဲ့ပါပြီလေ ။ပထမလားပထမကြီးလား ။လူဒီလိုစာပြန်တော့ပြောတာမဟုတ်ဘူးဗျာ ။ဟမ် ။ကျောင်းမှာသင်ခဲ့တဲ့စာတွေကကျောင်းကိုပြန်ကုန်ပြီလို့ပြောတာကျုပ်ကဘာမှမပြောဘူး ။ဘာသာပြပါရလေရှင်းရလေ စင်နာကောင်ငါတော့အကောင်းမှလို့ငါထောင်နေတာ ပုပ္ပလူစားပရစီတပြဋ္ဌာန်းပြီးပေးလူကြီးဆိုတဲ့ဒါနပါလို့လူတွေလူမလေးအားရရှင်လန်းတဲ့စိတ်ဖြစ်ပေါ်လာတယ်အလှခံတဲ့ပုဂ္ဂိုလ်မှလည်းနှစ်သက်ဝန်းမြောက်တဲ့စိတ်ဖြစ်ပေါ်စီပါလေအထူးသဖြင့်အခုလိုဆောယူဒါနမျိုးမှာအကျိုး၅ပါးတော့ရပါတယ်ပါဠိလေးဆိုတော့တိအာယုအသက်ရှိခြင်းနှစ်ဝနအစင်းလှခြင်းသုံးဒုက္ခချမ်းသာခြင်းလေးဗလဖို့အားကြီးခြင်းငါပฏิပါဏဉာဏ်ပညာကြီးခြင်းဆိုတဲ့အကျိုးတရားတွေဖြစ်တယ်။အော်တကမာကြီးရေလားလူကို ကျမဗျာ ကောင်းတယ်ရေလူဆိုတာအကျိုးဆယ်ပါမတောင်းမနဲ့ပြည့်တယ် အဲ့ဒီရေကျိုး10ပါးဆိုတာဟောတော်မူပါအောင်ဗျာ အင်းရေအကျိုးဆယ်ပါဆိုတာတိတွက်လက်ဟင်းမြန်ကြီးကျမကြီးကပြည့်စုံနေတော့အထိုင်ထအသွားလာကစားပေါ်ကတွက်လက်နေတာပေါ့လေ ကျမဗျာ နှစ်ကြော်စိုးခြင်းလူပိတ်တအလင်းမှာထင်ရှားကြော်စိုးခြင်းရှိတာပေါ့သုံးစင်ချေခြင်းရေတို့ရဲ့တတ္တိအညစ်အကြေးတွေကိုစင်ကြယ်စေးကြောနိုင်တဲ့ကဲလို့ရေအထုရှင်များမှာလေဦးဤတန်ရှင်းခြင်းစိတ်ဤတန်ရှင်းခြင်းနဲ့ပြည့်စုံပါလေ ကျမဗျာ နောက်တစ်ခုကလေးမွတ်သိပ်ချင်းမှကင်းခြင်းနဲ့ဘေဘဝဘေအခါမဆိုရေငတ်တဲ့ဘေးအန္တရာယ်မှကင်းပြီးပူကျွေးပူပါဆူဆူပြပြရှိခြင်းငါအချွေညာများခြင်းကိုယ်ကြည်ညိုချစ်ခင်တဲ့သူတွေများတယ်ပေါ့6အာယုအသက်ရှိခြင်းခုနှစ်ဝဏအစင်းလှခြင်း8ဒုက္ခချမ်းသာခြင်း9ဗလခွန်အားကြီးခြင်း10ပฏิပန္နဉာဏ်ပညာကြီးခြင်းအဲ့ဒီ10ပါးကိုတက္ကမကြီး ကျမဗျာဒီလိုအကျိုးတွေရမယ်ဆိုတော့တတိတော်မှာဘုမရကျုံနဲ့တော့ပေါ့ဗျာ အေးတာရိ တတိတော်စိတ်ချင်းမရှင်းနိုင်ရှိလို့မင်းလျှောက်ပြန်ခွင့်ပြုလို့ ဘာများလို့တက္ကမကြီး တတိတော်မှာတော့ဆုံးကတ်လို့ဆိုတာဆုံးကျွေးရင်းနဲ့ဝေရချမ်းရလို့ငွေကုန်တာကတစ်မျိုးမုံမတဲ့ခင်အချိန်ကြီးအောင်မိအပူခမ်းပြီးချက်ရပြုတ်ရတာကတစ်မျိုးအဲ့ဒီလိုငွေကုန်ပန်းနဲ့ထူရတဲ့ဆုံးအကျိုးက9ပါးကြောင်းရင်းရှိတဲ့ရေကျွမ်းကရေကိုခတ်ပြီးလှူရတဲ့လူကြတော့ရေကျိုး10ပါးဆုံးအကျိုးတဲ့9ပါးကြီးတောင်ပိုးမနေဘူးလားဗျ ဟေး သူ့မှာ
ငွေလည်းမကုန်လူလည်းမပေးမှာဘူးဖြစ် ဟုတ်ပါရဲ့ဒီကောင်ဖုန်ကြီးစဉ်းစားအောင်ဟာဒီလိုရှိတယ်လေတက္ကမကြီးရဲ့တက္ကမကြီးကိုဆွန့်ချက်တဲ့နေရာစိုးစံနဲ့ရေတော့ထိရအောင်မှာပေါ့ ဖြစ်ရတာပေါ့ဖြစ်ရင်မထည့်ရင်ဆန်းတော့ဖြစ်နေတာပေါ့ဆုံးပဲဖြစ်တော့ အေးဟုတ်တယ်နောက်ပြီးဆိုရင်ချက်ရမှာရေလေးတော့နည်းနည်းဆွတ်ရအောင်မှာပေါ့ ရင်မပိုင်ရင်အသားပဲနူးလိမ့်မယ်လို့ဖြစ် ဟုတ်ပြီဆိုးအကျိုးနဲ့ဆိုးရလေအကျိုးက5ပါရေအကျိုးက10ပါနှစ်ရပေါင်းလိုက်တော့တက္ကမကြီးမှာ15ပါတီရပါပေါ့ဆရာတော်ဖျားရဲ့ပြည့်ရဲ့ပြူဆုံးမလိုက်တာချစ်ပိုင်လိုက်တာဗျာရည်စရာလဲကောင်းရဲ့မှတ်သားစရာလဲကောင်းရဲ့အရှင်ဖျားဟောတဲ့ဘောဇနာတုတ်ကိုသာမနာဘူးရဲ့ဆွမ်းတကား10ရောက်မှ10ရောက်လောက်ကတော့ကျောင်းအမကြီးဒေါ်ငွေဘုံလို့ထင်တော့ပါပဲဗျာ ဒါပေါ့တကားခန္ဓာအာယတနာဓာတ်သစ္စာပိဋကသမုပ္ပါတရားတွေကိုမသိရင်အတ္တဆိုတဲ့ကိုယ်ကိုရှည်တန်းတင်ပြီးကိုယ်အကျိုးကပထမဖြစ်လာကြတာပေါ့အထူးသဖြင့်သူတွေတန်းတယ်ဆိုတာမှာဒီလူဝင်တတိလစင်ကြဲတဲ့ယဟန်တော်များကိုမြတ်စွာဘုရားသာသနာတော်မှာမညိုမငြိမ်မပိမပန်းချမ်းချမ်းသာသာကျင့်ဆောင်တော်မူနိုင်ကြပါစေဆိုတဲ့စေတနာမျိုးထားရမှာအကျိုးများလိမ့်မယ်တင်ပါဗျာ တရားဓမ္မများဘက်ကအခုလိုစင်စင်ကြယ်ကြယ်နဲ့လှူဒန်းကြပြန်တော့ယဟန်တော်များဘက်ကလည်းတိလဝိတ္တုကြီးဖြစ်အောင်မမေ့မလျော့မပေါ့မဆာကျင့်ဆောင်တော်မူကြရပါတယ်တင်ပါဗျာဒါကြောင့်ဦးစင်းကရဟန်းစားသောသန္တနာအဆက်လို့မိန့်တော်မူတာဟုတ်တယ်ကဒီနေ့ဦးစင်းပြောနေတာကယဟန်စားသောသန္တနာရဲ့အဆက်ယဟန်မစားသောသန္တနာအကြောင်းပဲဘယ်လိုဗျာယဟန်မစားသောသန္တနာတတိတော့နားမရှင်းလိုက်တာဗျာယဟန်စားသောသန္တနာရဲ့အဆက်ယဟန်မစားသောသန္တနာအကြောင်းလေသုံးတော်စဉ်နဲ့ပတ်သက်လို့ဒကာဒကမများကတရားတရားနဲ့လူဒီပဲဖြစ်စေအောင်တော့ဝိနည်းတော်နဲ့မကိုက်ညီဘူးဆိုရင်ဇေဝအဖြစ်နဲ့တောင်မှမသုံးဆောင်နဲ့ပယ်မြစ်တော်မူတတ်ကြပါတယ်။သာသနာဝင်မှာထင်ရှားဆုံးဖြစ်ပျက်တစ်ခုကဧကတာဝကလက်ရတော်ရန်ရှင်သာရိပုတ္တရာကိုလိုကြီးရဲ့အကြောင်းပါပဲ။ဟောတော်မူပါဗျာ။တတိတော့သိနာခြင်းပါတယ်။တစ်ခါလုံးကရှင်သာရိပုတ္တရာကိုလိုကြီးနဲ့အရှင်မောက္ကလန်ကိုလိုကြီးတို့နှစ်ပါးဟာတောအုပ်တစ်ခုမှာအတူတည်းသုံး၍တရားအားထုတ်ကျင့်တော်မူနေကြပါတဲ့။အဲ့ဒီခါမှာရှင်သာရိပုတ္တရာကိုလိုကြီးမှာလီနာယောဂါထလို့ပြင်းပြင်းထန်ထန်ဝေဒနာခံစားနေရတယ်။အဲ့ဒါကိုအရှင်မောက္ကလန်ကိုလိုကြီးကအခုလိုမေးလျှောက်ပါပဲ။အရှင်ဘုရားအရင်ဒီလိုဝေဒနာမျိုးနှိမ့်ဆက်တဲ့အခါဘယ်လိုစီဝါများစားတော့ရင်ပျောက်ကူးပါလဲတဲ့။အဲ့ဒီတော့အရှင်သာရိပုတ္တရာကိုလိုကြီးကမရှင်လူဘဝနဲ့နေခဲ့စဉ်ကဒီလိုဝေဒနာနှိမ့်ဆက်တဲ့အခါလေတော်ကြီးကထောပတ်ပြားရည်ငါးနို့တို့နဲ့စီရင်အပ်တော့ကနာနို့ဓမီကိုချက်ကျွေးတာကြောင့်ပျောက်ကူးပါရဲ့လို့မိန့်တော်မူတဲ့။အဲ့ဒီအခါမောက္ကလန်ကိုလိုကြီးကဒီဆုံးမျိုးရအောင်တပည့်တော်ဆုံးခံထွက်မှာပေါ့ဖေ။အရှင်ဘုရားရဲ့ဖုံးကံကြောင့်တော်၎င်းတပည့်တော်ရဲ့ဖုံးကံကြောင့်တော်၎င်းရရမှာပေါ့လို့ပြန်လျှောက်တဲ့။အဲ့ဒီအရှင်တစ်ပါးပြောနေကြတာကိုတောဆောင်နဲ့တစ်ပင်ဆောင်ကကြားတော့သူတို့နှစ်ဦးဆုံးခံကြွလေရှိတဲ့ဒါရီကာတူရဲ့အိမ်ကိုသွားပြီးအဲ့ဒီဒါရီကာရဲ့သားလေးကိုငူအောင်ရီအောင်လုပ်ပါလေရောတဲ့။တချို့နဲ့တည်းကလည်းသူစားတတ်တယ်ကိုအေးလေသူစားတယ်လေဆိုပါတော့အင်္ဂါကြောက်ကိုဝင်ပူးပြီးလက်ထံလဲရှင်သာရိပုတ္တရာကိုတော်ကြီးကိုကနာလူဆုံးချက်လူရမယ်လို့ပြောတယ်အဲ့ဒီခါအင်ရှင်ကရှင်သာရိပုတ္တရာကိုတော်ကြီးနဲ့ရှင်မောက္ကလန်ကိုတော်ကြီးတို့ကိုနေတိုင်းဆွလို့နေတာပဲဘာမှအပန်းကြည့်ပါဘူးသူ့မှာပေါ့လို့ဝန်ခံလိုက်တယ်နောက်နေ့မနေ့ကျတော့ရှင်မောက္ကလန်ကိုတော်ကြီးကဆုံးခံမြဖြစ်တဲ့အဲ့ဒီကိုကြွလာတာပေါ့ထိုကအင်္ဂါတွေကကနာလူဆုံးကိုတပိတ်ပြလောင်းလိုက်တယ်ဆုံးကိုရတော့ကိုတော်ကြီးကကြောက်မှုပြန်မယ်လို့ဒါရီကာကအရှင်ဘုရားဒီဆုံးကိုဒီမှာပဲဖုံးပြီးတော့မှာဗျာရှင်သာရိပုတ္တရာကိုတော်ကြီးအတွက်ရောက်ထက်ကနာလူဆုံးပြူလိုက်ပါမယ်ဗျာလို့လျှောက်ထားကြတာကြောင့်အဲ့ဒီအိမ်မှာလည်းဆွန်းစားလိုက်ရတယ်စားပြီးတဲ့အခါဒါရီကာကတပိတ်ကိုစင်ကြယ်အောင်ဆေးပြီးရှင်သာရိပုတ္တရာကိုတော်ကြီးအတွက်ရောက်ထက်ကနာလူဆုံးတပိတ်ပြည့်လှူလိုက်တယ်ဟာတကယ်လိုအပ်တဲ့ဆုံးကိုလှူလိုက်တာသိအကျိုးကြီးမှာပဲနော်နားထောင်ပါဦးလေသူတို့လည်းပြောကြပါစို့ရှင်မောက္ကလန်ကကြောင်းရောက်တော့သူခံလို့ရတယ်တဲ့ဆုံးကိုရှင်သာရိပုတ္တရာကိုတော်ကြီးကိုကတ်တယ်အဲ့ဒီခါမှာကိုတော်ကြီးကထူးထူးဆန်းဆန်းတိုက်တိုက်ဆန်ဆန်ရရှိလာခဲ့တဲ့အတွက်ဒီဆုံးပေါ်မှာဆင်ញင်လိုက်တယ်
တစ်ပင်ဆောင်သားရဲ့ဝစီဝင်းရဲ့ကြောင့်ရလာတာကိုတိတော်မူလိုက်တော့ကိုတော်ကြီးကငါရှင်ဒီဆိုးငါဖုံးမပေးလို့တော့တနေရာမှာတော့တုံလိုက်ပါလို့အမိန့်ရှိတော်မူတယ် ဟောဗျာဘယ်လိုဖြစ်တာလဲဗျာ ခုနဦးချင်းပြောတဲ့အချိန်မှာပါသွားပြီလေဝစီဝင်းရဲ့ဆိုတာအဲ့ဒီဝစီဝင်းရဲ့ကိုတခါကြီးနားလေအောင်ဖြစ်စကားနဲ့ပြောပြရရင်ကိုယ့်ကိုလှူအောင်တန်းအောင်ဂျားလူကဒလန်ပွဲစားလုပ်တာမျိုးခေါ်တယ်အခုလေတစ်ပင်ဆောင်သားကပုဂ္ဂလဒိဋ္ဌံပြောလို့ရလာခဲ့တာဆိုတော့ဒီဆုံးကဓမြလက်တာမဖြစ်တော့ဘူးလေတရားတစ်ဖြစ်ရတော့ဆုံးလည်းမဟုတ်တော့ဘူးပေါ့အဲ့ဒါမျိုးကိုတိရဝိတ္တုဖြစ်တော်မူသောယဟန်တော်များကသေယုံမူတတ်ကြပါလေရှင်သာရိပုတ္တရာကိုတော်ကြီးရဲ့ရေတောက်မိတော်မူတဲ့စကားကိုဥစဉ်ချင်းကြည်ညိုလို့ဝိတ္တုမြတ်မှာလာတဲ့အတိုင်းဖောက်ပြချကြပါမယ်ဓမ္မပြန်ဖို့လေ တင်ပါဗျာတပည့်တော်နာပါရစေဗျာ ဝစီဝိညာဉ်ကြောင့်ရသောဤကနာလူဆုံးကိုငါဒီစားမိသည်ဖြစ်အပ်ငါဤအသက်မွေးခြင်းကိုသူတော်ကောင်းတို့ကဲ့ရဲ့အပ်သည်ဖြစ်ရ၏ငါဤဥဝေတို့သည်စာမုတ်တိအတွက်မိမိတရားမှထွက်၍ငါဤပိုက်ထဲမှထွက်၍အပြင်၌ကျက်စားစေကမူအစာရှာဖွေနေကြစေကမူအသက်ကိုစွန့်ရစေကမူအသက်မွေးမှုကိုစောင့်ရှောက်ခြင်းအာဇီဝပါဠိတုတ်တိသီလကိုမပြတ်သေးအံ့ငါသည်မိမိစိတ်ကိုနှစ်သက်စေအံ့မလျောက်ပတ်သောရှာမိခြင်းကိုရှောင်ခြင်းပေအံ့ငါသည်ဘုရားရှင်ကိုရောမြတ်ကြီးဆက်ဆုပ်ယွန်ရှာတော်မူသောအနေတနာမှုမျိုးကိုအလင်းမင်မပြုတ်ပေအံ့ဟုဤဥဒန်းစကားကိုကျွေးရည် ရှင်သာရိပုတ္တရာမရှင်မြတ်ကြီးဟာရှင်ညိုမြတ်လို့စိတ်ခိုးကြောပါရဲ့ဗျာ ကြီးလို့စရာကြီးပေါ်တယ်ရှင်မြတ်ကြီးမှာစတုပါဠိတုတ်တိသီလဆိုတဲ့သီလလေးမျိုးလုံးလုံးလုံးရောသီလဝိတ္တုဖြစ်နေတာကို အဲ့ဒီတိလဝိတ္တုအကြောင်းတပည့်တော်ရှင်ညိုနဲ့နည်းနည်းလေးဟောပြပါလားဗျာ အချင်းချင်းတော့ပြောပြမယ်လေအကျယ်ဆိုရင်အများကြီးပေါ့ တင်ပါဗျာအချင်းချုပ်ညီမလို့သိရရင်တော်တော့ပါပြီဗျာ တစ်ပါဠိမောက္ခတောင်ရတီလာတဲ့မြန်မာလူက220ခုနှစ်သောဝဏိတိတ်ခါတော်ဘုဒ္ဓကိုချုပ်ထိန်းတာနှစ်အိန္ဒြိယတောင်ရတီလာတဲ့မြန်မာလူကမျက်စိနာနာလျှာကိုစိတ်တို့ကိုချုပ်ကြီးတာသုံးအာဇီဝပါဠိတုတ်တိတီလာတဲ့အပြစ်ကင်းသောအသက်မွေးခြင်းဖြစ်တာစားတော့တော်မူတာလေးတစ္ဆယတန်နေတီကြတီလာတဲ့မိမိအလူခံရရသောစွန့်တင်ခံကြောင်းစီကိုပုံမှာလောဘမဖြစ်အောင်တာယာမှုမဖြစ်အောင်တရားနဲ့ဆင်ခြင်ပြီးတုံးဆောင်တော်မူတာအဲ့ဒီ၄ပါးသလုံးဆင်ခြင်ရင်တရားဝိတ္တုကြီးဖြစ်တယ်။ကျဲပြီးတော့ရှင်သာရိပုတ္တရာကိုတော်ကြီးကိုကြည်စမ်းအာဘတ်တို့ကိုလည်းထိမ့်သိမ်းထားတယ်။ရှာရတာကိုလည်းအလိုမလိုက်ဘူး။အသက်မွေးမှုမစင်ကြယ်တာကိုလည်းစေဝါဖြစ်နေတော့မတုံးဆောင်ဘူး။ဆုံးပေါ်မှာစင်ကြယ်တာလည်းရှိနေပြီဆိုတော့လူနတ်တို့ကရှ िख ိုးတတ်အောင်ဖြစ်နေပြီလေ။အဲ့ဒီတော့ရှင်မောက္ကလန်ကိုတော်ကြီးကစွန့်ကိုတွန်းလိုက်လို့မြေကြီးပေါ်လည်းရောက်ပြီးတော့ဝေဒနာလည်းပျောက်ပြီးတော့တဲ့အဲ့ဒီတော့ထူးခြားပါပြီ။ အော်စရာကြီးညိုစရာလည်းကောင်းလာပါလေဗျာ မြတ်စွာဘုရားသာသနာတော်မှာဒီလိုကြီးညိုစရာကောင်းတဲ့တန်ခါတော်များအများပြားရှိခဲ့ဘူးပါလေ။ယခုတိုင်လည်းအများပြားရှိနေခဲ့ပါပဲ။အဲ့ဒီလိုရှိနေတာကိုတိတိကျကျသိဖို့မြင်ဖို့ကြတော့ကြည်ရောသူမှမြင်ဤဆိုသလိုစာပေကျမ်းဂန်အတွေ့အကြုံနဲ့သာသနာဘုဒ္ဓတာကျွယ်ဝမှလာလေသိမြင်ကြပြီလေ။ တင်ပါဗျာတပည့်တော်သဘောပေါက်ပါပြီကြီးညိုတောင်းနဲ့ကြိုးစားပါမယ်ဗျာ ကောင်းပါလေ။အခုနပြောခဲ့ပြီးတာကဘုရားလက်ချက်တော်ကယဟန်မစားဆိုဆွတ်တဲ့အခုပြောမှာကနောက်ပိုင်းသာသနာတော်ကယဟန်မစားဆိုဆွတ်တဲ့အကြောင်းတစ်ခုပဲဖြစ်တယ် ဟောတော်မူပါဗျာ ဒီနေရာမှာဦးလင်းနေတစ်ခုတော့ဝင်ခံရပြီဒီလိုအင်တာဆရာတော်ကြီးများအများကြီးရှိကြတယ်လေဦးစင်ဖတ်ရှုကြည့်လို့ရတဲ့ဆရာတော်ကြီးတစ်ပါးရဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်။ငယ်ငယ်လေးကမြေခံလာတာငယ်လေးမျိုးဆိုရှိတယ်။အဲ့ဒီလေးကရောင်းဝယ်စီကားလို့တာမန်ထင်ရသောမြို့ကလေးလေးဖြစ်ပါတယ်။အဲ့ဒီမြို့ရဲ့တမိုင်နဲ့အကွာမြို့ပြင်မှာညောင်လေးတွေတော့ရကြောင်းဆိုတာရှိပါတယ်။အခုအနေနဲ့လမ်းပန်းသွားလာစီကားနေတော့လေလူတွေတော့နှစ်ပေါင်း50ကျော်60လောက်ကဆိုရင်တော့ရကြောင်းပြီးသားရဲ့ပတ်ဝန်းကျင်ရှင်တွေမှာရှိပါတယ်။ဆရာတော်ကြီးကဒွိမတိကအရတာအလင်္ကာအရတာဘုံတော်အရတာ
ဘာဝနာရတာဝိတ္တုတိမဲ့ရတာတင်းကြိုရတာတတိပဋ္ဌာန်ရတာမဟာဓမ္မစကြာရတာတထေရတာပရိစ္ဆသမုပ္ပါရတာဝိနည်းငါးချမ်းအရတာစတဲ့ဘုဒ္ဓရတာဉာဏ်ကြီးများကိုရေးသားစီရင်တော်မူခဲ့တဲ့ကျေးဇူးရှင်ဧကမဟာပဏိတဗဒ္ဒန္တအရိယာဖြစ်ပါလေဤဆရာတော်ကြီးမှာ1314ခုတက်တော်66နှစ်အရွယ်တွင်တတိယကျင်းလီငန်းဝင်နာနှိမ့်ဆက်လာတဲ့အတွက်ရန်ကုန်ပြည်သူ့စေယုံကြီးတို့ဓမ္မအရင်းချာများကတင်ပို့စောင့်ရှောက်အထူးခုမှပြုစုနေကြရပါဘူးအဲ့ဒီမချင်းမစားနဲ့အားနေတတ်တာပဲဟုတ်တယ်ဒီညကျွန်တော်စောင့်အိမ်ပေးမယ်လေပြဿနာရှိပါလေရပါဘူးဘုရားလည်းတော်တော်ပြမနေပြီချင်းဆရာတော်ကြီးကရာဟုဆုံးကိုတော့မှပြန်တာအောင်ပုံမပေးနိုင်တာဦးစင်းတော့တိတ်အားရအောင်ဗျာမနေ့ကဘုရားချမလုပ်နိုင်ပြီနဲ့ရှားကတိတ်နေပြီတော့စကားလေးကိုအောင်လည်းပြောနိုင်တယ်အစားဆိုလေအချင်းတော့မြင်မနိုင်သေးဒီတခါတော့လည်းတော့ပြတ်လို့ရှားတော့လေဟောရှားဝင်ကြီးလာပြီအစားဝင်ရလာတယ်ဆရာတော်ကြီးကရာဟုဆုံးကိုတော့မှဟုတ်ဒီပါဒီမှာတော့တော့ဘူးဆရာကြီးရဲ့ဆံပြုတ်ဖြစ်စီနွားနုဖြစ်စီတစ်ချိန်လေးနဲ့ညံ့ညံ့မတော့နိုင်တာတော့နှစ်နာရီတစ်ခါတော့နည်းနည်းချင်းဝင်အောင်ပြုလုပ်တယ်နှစ်နာရီတစ်ခါဆိုတော့မွန်းနဲ့တော့ဖြစ်တယ်လို့ဆိုရင်လူကြီးကလည်းဖြစ်ပြန်အစာကလည်းမဝင်ရဆိုတော့ရှိရှိလိုက်ရင်မကောင်းဘူးအဲ့ဒါဦးစင်းကလည်းဖြောင်းမှုတဲ့ပြုတ်ပြပါဦးစင်းကိုရှောင်းမှာပေါ့ဆရာဟုတ်တယ်ဆရာကြီးရဲ့မျိုးသမီးပင်လာပြီဆိုရင်ဆဲထိုးလာတော့အဖျားကြိုက်လာလို့လက်မခံဘူးတပည့်တော်များမှာဝိနည်းတော်တော့မသိပါဘူးဗျာဆရာတော်တန်ဃာတော်ထေကြီးဝါကြီးများရဲ့ကျမ်းမာရေးကိုတော့စေတနာအမြဲထားရှိပါတယ်ဗျာဆရာဝန်များဤစေတနာကိုသာရုခေါ်ပါ၏မင်းမှုဓာများသည်မင်းဤဥပဒေကိုလိုက်နာကြရသည်တရားဤသားတော်ယဟန်များသည်လည်းမြတ်စွာဘုရား၏ဥပဒေတော်တို့ကိုယူသည်စွာလိုက်နာကြရသည်ကံကျွင်းရှိလျင်အသက်ရှင်ပါစေကံကုန်လျင်အသက်သေးပါစေဝိနည်းတော်ကိုမဖြတ်နိုင်ပါ
ဟောရတာတရားနိုင်ကြအောင်ဤကိုနိုင်မာတခုရင့်တည်သောဖွဲ့အားဘောထောက်ဝါရောသောဓာတိလေးပါး၏မညီညွတ်မှုကြောင့်ဆရာ၏ဤခန္ဓာကိုယ်ကြီးဤကဲ့သို့ဖြစ်နေသည်ကိုတောင်ဝေကယူကြပြီရောတကယ်တော့လူကြီးရောပြောရင်နာမကျမ်းတဲ့အခါမှာဒီလာနာပုဂ္ဂိုလ်တွေကစေဖြစ်ဝါဖြစ်နေတော့ဒီဝဲကနောင်းမယ်လို့တကယ်တော့ထင်တာပဲဗျာအာဘတ်တဲ့မယ်ဆိုရင်လည်းဒီနေ့အာဘတ်တော့ပဲလို့တကယ်တော့မှတ်ယူတယ်ဗျာငါစာခုတ်တာမာစရီတင်ရှိဒီနာဝိလူဒီဥပဝေမြန်မာလူကပညာရှိသူတော်ကောင်းကြီးများကဲ့ရဲ့ပြစ်တင်ခြင်းမခံရလေအောင်ရုပ်ညံ့သောအမှုဆိုရင်နည်းနည်းလေးပဲဖြစ်ဖြစ်အသေးအဖွဲလေးပဲဖြစ်ဖြစ်မပြုတ်ကျင့်ပါနဲ့လို့ရသော်ဘုရားကမြတ်တာတော်မှာဟောတော်မူထားတယ်။ဘဟန်တော်များအနေနဲ့တရားပြည့်ညတ်တော်မူထားတဲ့ဝိနည်းသိက္ခာတော်တွေကိုဘယ်တော့ခါမှပေါ်တည်တည်ရလို့မထင်မှတ်ရပါဘူးလေ။ပေါ်တည်တည်ရလို့ကျူးလွန်မှများလာရင်ကြီးနေတဲ့ဂရုကအာဘမျိုးထိပြုတ်ပြီးဝိနည်းကြလို့ပါပဲ။ဟာဟုတ်တာပေါ့ဗျာ။တပည့်တော်စိတ်တဘောမိခံပြီးလို့ပါဗျာ။မှန်ပါတယ်ဗျာမှန်ပါတယ်။အစရှိတော့အနောင်နောင်ဆိုသလိုမကောင်းတာတစ်ခုခုကိုလုံးနေရင်တစ်ထက်စားလက်ကျက်တော့နှစ်ဖက်စားလက်ကျက်တော့မထူတော့ပါဘူးဆိုပြီးလမ်းဆုံးကိုလျှောက်သွားတတ်ကြတယ်မြတ်စွာဘုရားရဲ့ဩဝါဒစကားအရအင်မတန်မှသိနေလာပါလေဗျာဘယ်နဲ့ပြောပါလဲဒါပါမီစေပါအပြားတိုးတယ်ဆိုမတွေ့မတာအသက်သေးပြီးလေးတင်ချင်းနဲ့ကဘာသိန်းလုံးလုံးဖြစ်ချင်မှကြားတော်မူခဲ့တဲ့တတ်ပြည်ရွှေဉာဏ်တော်ကြီးဗျာတင်ပါဗျာအဲ့ဒီလိုလေးနဲ့တဲ့ဩဝါဒများကိုတတိတာဝကမှန်များလူလိုတည်တည်ပြည့်စုံတော်မူကြပါလေအဲ့ဒါကြောင့်သုတိပန်တော်ဘဂဝါတော်တာဝကတန်တော်လို့အစပြုပြီးတန်ဃာတော်များကိုမြတ်စွာဘုရားကိုယ်တိုင်ဂုဏ်ပြုခဲ့တာပေါ့တင်ပါဗျာအချိန်နည်းနည်းရပါသေးတယ်အဓိတိလာလို့ဆိုတဲ့ပါဠိမောက္ခတံဝရသီလကိုအသက်နဲ့လင်းပြီးဆုံးရှုံးသွားတဲ့မထေရဘာအကြောင်းကိုပြောပါဦးမယ်အမှန်ရှိပါဗျာဘုန်းတော်6ဆုံဘုံတော်အနန္ဒရသော်ဘုရားတည်င်းသုံးတော်မူရာဇေတွင်ကျောင်းတော်ကြီးရှိတဲ့အတွက်ကောသလတိုင်တာဝတိမြို့တော်ကြီးအတွေ့တောင်းနာမှာအတူထိစားကြပါတယ်ရွှေကျောင်းတော်ကြီးပါစားជីရိုရီជីလာမင်းလာငယ်စကားလူလာငယ်ပြောင်းသွားရွှေပြင်းတော်ကြီးသူငယ်လာတို့ပြင်းတို့မအားစဘူကျော်လုံးသိကျော်ပေါင်းရောဘူမိပတ်တော်ရေမြေတောင်တော်ဆုံးမြာမြာရှုံးချာကြကြုံကြုံတိုင်းငံမင်းပေါင်းထိနာနိုင်ငံကျဲသွားထူးထူးဆန်းဆန်းဝုန်းဝန်းလျာလျာနီဝေအမြပိုင်တာနေနေကျဲဝတိုင်းငံမင်းဝအောင်ရမြတ်စွာရွှေဘုံနာကာလာချုံပါသုံးဆောင်တော်မူအောင်ဆရာကြီးထင်တယ်
ပါပြီကွယ်ပြည့်စုံပါပြီရွှေတိုက်စိုးဝင်မင်းဖျားကြွလာပါလိမ့်ခင်မဏိကာရာရောက်နေပြီမှန်ပါဗျာအတွင်းတို့ကကိစ္စတစ်ခုကြောင့်ဒီခရအောင်ခေါ်လိုက်ရတာပဲမင်းတော်မှာမင်းဖျားဘဝရှိမင်းရဲ့ကိုယ်တော်တိုင်းအလူရိုကြမှားရမူရာမှုအရေးကြီးလေဗျာမှန်ပါဗျာဟဲ့လူဗျာကနတ်သွားတာခေါ်ရမင်းဘာနာနော်ဒီပရမညာလုံးတော့သူရန်လေးပဲချလင်းနေတာဖော်ပြီးတော့အကွက်လေးရောက်တွေ့ရမယ်တဲ့မဏိကာရာရဲ့အိုးအပြစ်စားကင်းရင်စင်းလူညောကိုမင်းနာသိပြရမှာနှမျောစရာကြီးပါလားမင်းဖျားရဲ့ဘာဖြစ်လို့များဘုံတော်ကြီးဖျားကလေးမျက်နှာဖွင့်နေရပါလေအတွင်းတို့ကအရေးခင်မင်းတို့လို့ဖြစ်ပါမလားကွာငါလက်ခွေးမင်းဖျားလည်းတခင်ကျွင်းနေပဲอ่ะအိုးမောင်ကြီးဖျားလေကို့ရှင်တခင်အကြောင်းမကောင်းမှမနာမှပြောတာမှမဟုတ်သေးဖျားမင်းတို့ဘုံမများကိုကြည်ညိုတဲ့အရှင်နှစ်ပါးကိုမြတ်စွာဘုရားအတောင်အရေးတူတရားဟောတော်မူသေးတာဘလောက်မင်္ဂလာရှိတဲ့သတင်းလေဖျားဒါလည်းဟုတ်ကဲ့ဒီလိုကွယ်တယ်လို့မဏိကာရာလူငယ်တဲ့တောင်လာတော့ကကောတလာမူနဲ့မာလိကာမူဘရားတို့စကားအချင်းချင်းပြောကြရမှာတဘောရာချင်းမမြလို့ခက်မသိနေတော့ကြတယ်။ဩရှင်ပြင်းနဲ့ပြည်ရကလည်းစဉ်းစားရလို့ပါပဲလား။သူတို့လည်းလူတွေကလူလေးမရရှာနေသွားဖို့ကွာ။ဟုတ်ပါပြီ။မိဖုရားကောင်ကြီးကရှင်မင်းကိုစိတ်ကောင်းဖို့နဲ့အံ့ဩလို့ပါဗျာ။ထိတ်ခေါင်တင်မှာဖုရားကနှစ်တတ္တိမှမဟုတ်တာ။တညာချမ်းမှာဖုံးတော်ကြီးဖုရားကမိဖုရားကြီးလောကမှာဘသူ့ကိုအချစ်ဆုံးလဲလို့မေးတော်မူတာကိုကိုအချစ်ဆုံးမှဖုရားလို့ပြန်လျှောက်ဝင်တဲ့တတ္တိတာကြည့်တော့အခုလေဒီလိုပါပဲကွယ်စိတ်ကောက်နေကြတာအချင်းကြားလာတော့ဘုရားမြတ်စွာဘုရားသိတော်မူတာဟောဒီတော့ဝိနည်းရည်အပေါ်မှာအမြဲလောကီလောကုတ္တရာချမ်းသာတော့လူလာတော်မူတဲ့မြတ်စွာဘုရားသခင်ကနန်းတော်ကကြွပြီးဆုံးမတော်မူရတယ်ကျွန်တော်မျိုးတို့ကလမ်းတွေမှာမခစားလေတော့ကြာဘူးနောက်ကဘာမှမရှိပါဘူးဗျာဘုရားရဲ့ဒေသနာတော်ကိုတစ်စင်နာပြစီဟုတ်ပါမောင်ကြီးဖုရားရဲ့ဘုရားဟောတော်မူတဲ့ဇတ်တော်ကိုတစ်စင်ဖောက်သိချပေးလိုက်ပါဦးဖုရားဟုတ်ပါတယ်ဗျာဟိုလူလေပြီးတော့ဘဝတစ်ခုမှာမြတ်စွာဘုရားသခင်ကဘာပြီးကိုဆိုရလို့ဘာလာတိယမင်းဖြစ်တော်မူခဲ့တယ်အဲ့ဒီအချိန်မှာကောသလဘီနဲ့မန္လိကာမိဖုရားတို့ကပိန္ဒရာဘုန်းနဲ့ပိန္ဒရာမဖြစ်တော့အထူးဖြစ်ကြုံယူသွားတယ်ဒီလိုတမန်ကြီးကြတာတညနေဒီဘုရားချောင်းကြီးတန်နိုင်ငံမြန်ချတခွေးတွေပြစ်သွားကြတယ်တညလုံးမိုးကြီးကြီးထဲမှာတူကိုတူရှာဖွေပြီးတန်းကြငိုတွေ့ပူဆွေးကြတယ်ညနေမိုးတော့အလင်းရောက်တော့လူကပြန်တွေ့ကြတယ်တညတာကိုရတာအသေးနာလုံးအစ်ခွန်ရလုံးငိုလို့မဆုံးကြတော့ပါဒီရတို့တတာအနှစ်တစ်ထောင်ဖြစ်တယ်အဲ့ဒါရှင်းကြတဲ့ဘဝမှာပြင်းကြီးနဲ့မြရတို့တညတာဝေးရုံညနေတော့ကပူဆွေးဖြစ်ခဲ့ကြသေးရဲ့အခုတက်တန်းတရားသာရှိတဲ့ဒီဘဝမှာဘာကြောင့်များမုံမောင်မချစ်မခင်ပဲနေကြပါကလေးလို့မြတ်စွာဘုရားကဟောတော်မူတယ်ဒါနဲ့ဒီစတ်တော်နဲ့ဗဒမြာဘယ်လိုများဆိုင်နေတယ်လေဖေမင်းနဲ့ဒုံးရမှာကွာမြတ်စွာဘုရားကတရားဟောပြီးတဲ့နောက်နှစ်ယောက်တော့မင်းမိဘရားတို့ကချစ်ကြည်ချစ်တွေ့သွားကြတာပေါ့ဒီအတွက်မြတ်တဲ့လက်ဆောင်အဖြစ်နဲ့မိဘကြီးမာလိကာလေဆွဲရနာလူပေးခြင်းနဲ့ဗရမညာကိုလေးပဲမင်းအကွက်ချရတာကမေတ္တာဘိနာမုဒိတာဥပ္ပခါဆိုတဲ့ဇမဆိုရတရား၄ပါးကိုတင်စားထားတာပေါ့အာပါလာလာရည်ရချက်ကြီးမားပါပြီမင်းဖေရရဲ့အဲ့ဒါကြောင့်အမှုတော်ကိုအထူးဂရုစိုက်ဆောင်ရွက်ပေးရလိမ့်မယ်မောင်မင်းစိတ်ချပါအသက်နဲ့ထပ်တူမှတ်ယူဆောင်ရွက်ပါမယ်ဗျာ
ယရနာသုံးပါးရဲ့အရေးဟာခိုးဝင်လာသူမှန်သမျှကိုအေးမြစေတယ်မနိကာရရဲ့ဒါကြောင့်တရားတန်ခါကိုမမေ့နဲ့ကြားလား မှန်လားပါဆရာကောင်းတပည့်တခင်ကောင်းကြုံပါဗျာကျွန်တော်မျိုးလည်းရဟန်းတော်တစ်ပါးကိုအိမ်မှာဆုံးမပြုခဲ့တာ12နှစ်ရှိခဲ့ပါပြီဗျာ ဩတာရူဟုတ်ဘယ်ကိုရောများလဲ ဘွဲတော်ကအရှင်တိတ်တာပါဗျာတို့ပေမဲ့ဘွဲလူပြည်လူတွေကများလို့ကျွန်တော်တို့တိုင်ကခါနဲ့တိတ်တာဆိုပြီးမဏိကာရကုလတိတ်တာရှင်တို့ဘွဲမီတွင်နေပြီဗျာ ဒါစကားပြောကောင်းပြီလိုက်ချတာမောင်ကြီးဖေဒီနေ့ညအတွင်းတော့မှအိပ်ဖန်ဆောင်ရမဟုတ်လားဖေအေးဟုတ်ပါကဲမနိကာရရေ မှဗျာ မင်းမယားသူ့မနာကိုမဖျားစီလွတ်ပေးပါအောင်ကွယ် စိတ်ချပါ သူလာအိပ်တဲ့ညဆိုရင်ပုံတို့ပတ်စာပြောကြဆိုကြနဲ့အပြင်းပြရတယ်သူအားရမဟုတ်လား မဗျာညီမတော်ကသူမွေးစားထားတဲ့တကုနာရဲ့ဝေယဝဆပဲရှိပါတယ်ဗျာ အဲ့ဒါကွယ်ဒုကြလက်ပူညာပါအဖြစ်မွေးသားရတယ်လို့ လာပါပြီသားရေလာပါပြီဘုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိငါသားနေပါတော့လူပေါ်ရတာသာဓုခေါ်ပါလေတော့သာဓုပါကျွေးတော့မယ်တာအောင်နော်မင်းကျွေးတော့မယ်ဒီနေ့ဘာလို့ပူချလဲတာရဲ့နေစင်းမှာလို့ဆိုတိညပတ်တာလေဟဲ့ဒီတိုင်းမင်းရောက်ဖြစ်တော့လဲဘာဖြစ်နေကြတာလဲဟင်သားအားတော့မောင်ကိစ္စတွေပေါ်မမောင်ရဲ့သူကိစ္စဝိစာတွေပဲလိုက်ပြီးတုတ်တင်းနေရတယ်ဟုတ်လားပါနားမထောင်ကြဘူးသူပြောစကားရှိနိုင်မလို့မသိဘူးနော်မိမိရဲ့စိတ်ကဘင်းမင်းနဲ့တထထကြနေပါလို့လားဟုတ်လားဘယ်လိုထပ်ကြတာလဲမမမာလိကထိခေါင်တင်ကြီးပဲဘေးရနာရှိလေးတဲ့ချအဖို့ပေါ်ပြီးရမယ်လို့မင်းပြောတာမမကိုခေါ်လိုက်တာမင်းကြီးရဲ့ဒီလိုတော့ရနာမင်းများတခါတော့ဆွေးပြီးမင်းဘွဲတဲ့စစ်ချင်းလိုက်ဆောင်ပါပြီမမရဲ့ဒီမင်းကရဆောတာရစတိုင်းတင်ဖတ်တယ်ပြစ်ဟောဒီနေ့ကဝမင်းဖျားကအတွင်းတော်မှာအိတ်ခံတောင်းအောင်လို့တဲ့မဖျားကသူ့ရင်တော်မှာလာရေးလှည့်ပါလေဒါမှာတော့လူလိုက်တယ်မင်းကသားများတခင်အားရကြုံတာမစစ်ပြန်တော့လေဒုက္ခဘာအရာမှာပေါ့လေအမေအာရုံတဲ့ကိုရိုလေးကိုသုံးထပ်ချဖို့တော့မသိနဲ့နော်အိတ်ဖို့လည်းကျင်းနေနေအောင်သိလားမမေအဲ့ဒီလိုမျိုးတပြေးမှာတော့အိတ်ပါဘာဖြစ်လို့ဒီနေ့ကိုရမှာမင်းရောကိုရနော်အာကြီးဒီလိုပဲမဖြစ်ရင်ဘယ်တော့မှမဖြစ်ဘူး
ရှင်ဖျားကိုတပည့်တော်လျှောက်ပြပြီဗျာမီးကိုမလောင်ငင်ကတားဆိုတယ်လို့စဉ်းစားတာပြကြရအောင်လို့ပါအရှင်ဖျားကိုတပည့်တော်ဆုံးမပြုခဲ့တာ7နှစ်ရှိပါပြီဗျာဒီလောက်ကာလရှိကြလေကြတော့လေအရှင်ဘုရားနဲ့တပည့်တော်တို့ဇနီးခင်ဗျာဆရာတကာဖြစ်တာမကမိဘနဲ့သားရင်းလို့တောင်းစီတွဲလာကြတယ်ဒီလိုရှင်ဘုရားရဲ့တော့ပါမြောက်ချင်းပွင့်မွေနေနေပြောကြဆိုလားဗျာအရှင်ဘုရားဇာတိအဖြစ်နဲ့ဉာဏ်တော်မျိုးတွေကဖြစ်ပါတယ်ကျိုးကြီးအဖြစ်နဲ့တည်နေစားပါတယ်ဖြစ်ပါတယ်အဖေအဖြစ်နဲ့ပြီးပြီးလေးနေရှိပါတယ်ဒါကြောင့်ကာမဘောဂီလောကီဘုံကမရအိမ်အောင်ပြုရအောင်လို့လူပေါင်းဝင်ပြီးတော့သက်စင်နေတယ်တတိတော့အပြစ်မတင်ပါဘူးဗျာအပြစ်မတင်ပါဘူးဘူးစီဟိုကြေဝါဒတမန္တာကိစ္စများမြောင်လူလူပေါ်မှာမင်္ဂလာဆောင်တာကစားပြီးအရင်နေ့ရောင်းဝယ်ကုန်တယ်လေလူဖို့ငွေတုတ်တော်လူသဘောဗျာဒီလိုလည်းဘာမှမပူပါနဲ့ဗျာဒီလိုလူကမိဘရာကစားတာဝန်ကြီးအောင်အိမ်တဆောင်လူတွေကြောင့်ထူထောင်တဲ့အထိဆောင်ရွက်ပေးပါမယ်ဗျာအရှင်ဘုရားကဝိနည်းတော်လည်းမကျိုးပါအောင်ရာဇဝမှုလည်းမတည့်ရအောင်တိလဟုသာစောင့်ရှောက်တော်မူစေခြင်းပါတယ်ဗျာဂါကြီးဘာလို့ဆိုလိုတာလဲအတူဆုံးသာလျှောက်စမ်းပါအတူဆုံးလျှောက်ရမှာကြီးယူထားတဲ့ဗဒမြပြန်ပြီးပေါ့ဗျာယဟန်ကလည်းအတူဆုံးဖြစ်နေဗဒမြကိုယဟန်မယူဒါကြောင့်ပြန်ပေးစရာလည်းမရှိပါဘူးရောက်ချမ်းသာကိုကိုရှာတော်ပေါင်းစင်းရဲကြောင်းဆိုတာသူတော်ကောင်းတို့အလုံးမဟုတ်ပါဘူးဗျာမင်းမာတာကိုပြန်မနိုင်ပြီးတော့တို့တဲ့နာလူအသက်ခံရမှာတတိယတို့ဒီတော်စုတက်ကိုချမ်းသာပြီးတော်မူပါဗျာချမ်းသာပြီးတော်မူပါတခါကြီးရဲ့ပြင်များကိုယဟန်မယူတာမှန်ပါအရှင်ဘုရားတတိယတို့နှစ်ယောက်တည်းရှိတာအရှင်ဘုရားမယူမသူယူလဲကဲရှင်ဗျာတတိတော့မရက်ဆက်ချင်ဘူးဗျာဒါပေမဲ့ဗဒမြားမှပြမရရင်တော့မရှိမလားဖြစ်ခါမှဖြစ်ရောရိုက်เสียရပါလိမ့်မယ်တခါကြီးရဲ့ဗဒမြားကိုဟမ်းမိတာမှန်ပါမင်းတွေဖတ်လို့ယူလဲကွာဟမ်ဘယ်လိုယူမလဲကန်ဒီထဲတော့ရဟန်းမဟုတ်တော့ဘူးလေလူဟိုမမလေးဘယ်လိုပြောလိုက်ကြလဲလူတော့မှလူကောင်းမဟုတ်လူရောက်မှာတခိုးဘယ်များကိုဒင်းခိုးထားတာမိမိရဲ့ဘယ်များကိုဒင်းခိုးထားတာကဲရဲတော့ဗျာတော့ဟဲ့နေဆုံးနေမယ်မမဟဲ့ဘာစင်းသားပြလို့လဲဘယ်များကငါပြင်းလို့လုပ်နေတယ်သူဆုံးတာဝင်လားသူ့နေရာထိုင်ပြီးတော့သူဝင်းထိုင်သူ့တပည့်ကိုဒီဆုံးလုံးကငါမီးဖို့လည်းဝင်သွားတယ်မီးဖို့လည်းဆုံးလုံးပြီးငါပြန်ထွက်လာတယ်သူ့ကိုဆုံးကမလို့လုပ်တော့ငါထဲတဲ့ခွက်သေးကြည့်လိုက်တော့ဘယ်များမရှိတော့တဲ့အိမ်လုံးကသူနဲ့ကနှစ်ယောက်တည်းတော့မိမိနှစ်ယောက်တည်းသူ့မိမမယူလိုက်ခဲ့စဉ်းစားကြလို့သေးလားလို့သေးလားရှင်ပြားတပည့်တော်ဆဆင်းမောက်ပြားတော်လေအခုလူကြီးရှိတော့မပါဗျာဗဒမြာကိုယဟန်ယူတယ်မှန်ပါတယ်ခင်ဗျာကြီးဟာတခိုးကခိုးတယ်ပြောမလားကွာကြားလိုက်ကွာ我非常的非常难为着我。你把那先天叫人我偏，先天不偏叫人我偏，干嘛来着？嘿，叫人我偏。不是伢们伢们先爱么个，咱那不这样不？妈妈，哎，你不是伢有几岁？怎么这个人就他们比吧没？没那嘛的嘛？没那嘛的？你们那个有些比如伢们慢的，啊，咋看呀嘛哈？咋看呀嘛？你我就过回家呀，家里瓜多么的跟这。လူမရှာလူမခွဲလိုက်တာကိုမခွဲတော့မှလည်းဒီဂျိုးကောင်ကိုကြောက်စက်ကိုတိုက်ရတယ်ရတနာသုံးပါးကိုပြင်းမှန်းပြီးတော့ဆိုလို့ပါဆရာရဲ့မလို့ပါနဲ့ရတနာသုံးပါးကိုယုံကြည်လို့မိခိုလို့ကြီးညိုလို့ကြောက်ထုံးကိုပြုတ်ခဲ့တာနှစ်ပြိတ္တိတာကြားကြလား
ခရီးတော့တင်ကတန်ခါလည်းမဟုတ်တော့ရဟန်းလည်းမဟုတ်တော့သခေါ်အိုးမကြောက်မနာတာဆရာရဟန်းတော်တပါးအတွက်ကြော်မကောင်းကြားမကောင်းမပြောပါနဲ့ဆရာကြော်ကမှကြော်ကြားကမှကြားရောမဟုတ်တာလို့ရင်တော့သဘုတ်တွေလည်းအပြောခံရမှာပဲအဖြစ်ကိုပြောမယ်မနေ့ကကောရနာပြည်ရဲ့မိန်းကပညာသလုံးပြီးရွှေနိုင်မှုကျောက်တက်ခံတော့ခေါ်ရှိကမှုစုမနာတွေ့နေမှာတော့အဲ့မနေ့အားလုံးထဲမှာကျောက်ရောက်ပြီးထုံးချချက်ပြီးပညာကိုအဖတ်ပေါ်လို့ကြောက်ပြီးမှုနာမှာကြည့်ပြီးကိုထုံးလာကြွဒါနဲ့ပညာကိုအပါချပြီးသူ့ထုံးလို့ရောက်မြို့ဆောင်လေးဝင်သွားတော့ကောတရားနဲ့တောင်မကြဘူးပြန်ထွက်လာတော့ပညာမရှိတော့တိုင်တော့မှသူနဲ့တုံနှစ်ယောက်တယ်ဒါတော့အမောင်လေးရောက်ငါတော့ပြောက်အမောင်ကိုခုံငါမလို့ပဲရှိပါစုမနာကအဲ့ဒီတော့မှပြန်ရောက်လာတာဟုတ်ပါဆရာကျွတ်တော့မြင်လိုက်ပါသေးတယ်ကျွန်တော်ပြန်ရောက်တော့ဒီမှာဆက်လာစီကနေတိုးသဘုံထားနေပြီလေကဲကျုပ်နေရာမှာခင်ဗျားဝင်ပြီးကိုချင်းစာကြည့်ဒီပြဿနာကိုဘယ်လိုရှင်းမလဲဟမ်ဒီပြဿနာကြည့်ရှင်းနေအောင်ဗျာရှင်ဗျာဘယ်လိုသဘောရအောင်တခါကြီးရဟန်းမှာပေးစရာလည်းမရှိပါဘူးပြောစရာလည်းမရှိပါဘူးသီလသာရှိပါလေတည်သွားပြီလားတည်ပြီနင်းကြောင့်ငါသားတည်ရနင်းလည်းသူ့လိုပဲတည်ရစေတယ်သူ့လိုပဲတည်ရစေတယ်ကဲဟာတခါကြီးရဲ့ကျိုးကြတကယ်တည်သွားရင်သူ့လေချောင်းကိုခွဲပြီးအလုပ်ထဲကဗရမ ्या ကိုထုတ်ယူပါတော့အရှင်ဗျာဘာပြောလိုက်တာလဲရဟန်းစီကတောင်းနေတဲ့ဗရမ ्या ကိုကျိုးကြလေချောင်းခွဲပြီးအလုပ်ထဲကထုတ်ယူပါတာကြီးကိုဘာလို့ပေးပါဦးဒီမပေးရဘူးမပေးရပါဘူးမပေးရပါဘူးမပေးရပါဘူးမပေးရလို့ဒီဗညာပြဿနာကိုတို့ဘယ်လိုရှင်းရမလဲဟုတ်ပါတယ်ဆရာတော်ရဲ့ဟုတ်ပါတယ်တပ်ပြေတတ်တာကမ်းမတဲ့တော့သဘောထားလိုက်ပါဆရာတော်ဒီပါပြီနောက်တော့ပြီးလိုက်ပါတော့ပြီဟာပြီးပါအပါကြီးပါဆရာဒီခံတကားကြီးဒီခံမောင်ကတဖန်ပူပန်ဆင်းရဲခြင်းဆိုတာပုဂ္ဂုစာတရားသာဖြစ်တယ်ဖြစ်ပြီးတော့အကုသိုလ်ကိုပယ်ခြင်းမဖြစ်သေးသောအကုသိုလ်ကံကိုတဖန်အသိမဖြစ်စေခြင်းမဖြစ်သွားသေးသောကုသိုလ်တရားတို့ကိုဖြစ်ပွားအောင်လုံးလာပြုခြင်းဖြစ်ပွားပြီးသောကုသိုလ်တရားတို့ကိုကြီးဝါစီရင်စိန်လုံးကလွန်စွာလုံးလာပြုခြင်းစတဲ့သမပဋ္ဌာန်တရားများသာနှလုံးသွင်းမှာအရှင်တရားတပည့်တော်ရဲ့ကာယကံဝစီကံမနောကအပြည့်ကြီးတွေဒီခါ
ခွင့်တော်မူပါဗျာခွင့်တော်မူပါဗျာခွင့်တော်မူပါ ခွင့်လို့ပါတယ်ခွင့်လို့ပါတခါကြီးမှလည်းပြည့်မရှိပါဘူးယဟန်မှလည်းပြည့်မရှိပါဘူးဘောတန်တရာကအခုတူကံရဲ့အကျိုးပေးတာဖြစ်ပါလိမ့်မယ်ဒါကြောင့်ယဟန်ပြခံပါတယ်ဖြစ်ရတယ်ဗျာဒီကျူးတောင်ဟက်ကဘယ်လိုမျိုးကိုဘယ်လိုများမျိုးချလိုက်ပါလဲချိုးကြဆိုရင်ဟန်မျိုးဟာအတိနံကိုလည်းစားရပါတယ်တွင်းညီတွင်းနံနဲ့ငါးလေးဖားလေးတွေကိုစိတ်တတ်ပါတယ်ဒါကြောင့်ဒကာကြီးကစွန့်ခုဖို့ထားသွားဖလားတွေကဗဒများညီရဲရဲကိုတွေးခဲ့စားပြီးမှားပြီးယဟန်ရဲ့မျက်စိပေါက်လာရင်ကောက်ပြလိုက်တာပါအခုဒီရှင်ပြရဲ့စောစောတော့ခွင့်ပြောရင်ဒီလိုဒုက္ခမျိုးရဲ့ကျုံးရမှာမဟုတ်ပါဘူးတကယ်မကြီးယဟန်ကိုမြည်ပြီးမိမိအသက်ကိုငဲ့၍တပါးသောတပါး၏အသက်အန္တရာယ်ကိုဖြစ်စေရပါဇာမနီတားရောင်သည်မိမိအမိတခင်အတွက်အသက်ကိုစွန့်ရင်းဖြစ်ပါလေမြင့်မာသည်မိမိဥအတွက်အသက်ကိုစွန့်ရင်းဖြစ်ပါလေထို့တူယဟန်မြတ်တို့သည်လည်းမိမိတို့၏သီလအတွက်အသက်ကိုစွန့်ရင်းဖြစ်ပါလေတန်ခါယရနာရဲ့အမြုပ်တရားသီလဝိတုဒ္ဓိရဲ့ဖြစ်ပါလေအေးသီလဝိတုဒ္ဓိရဲ့အတိတ်ကိုမကြည့်မကျဲဘူးညာကြားရတယ်ဗျာဟောကြားတော့ဘူးလားအကျဉ်းအဖြစ်အာဘခုနှစ်ပုံအလဲလံအဖြစ်220ခုနှစ်တွယ်သောသိက္ခာပုဒ်တို့ကိုစောင့်ထိန်တာဟာပါရိမောက္ခတမ္ပရသီလလို့ခေါ်ပါတယ်မျက်စိနာနာရှာကိုစိတ်ကြီးဟူသောအိန္ဒိယ6ပါးကိုထိန်းချုပ်ကုကဲနိုင်တာဟာအိန္ဒိယတမ္ပရသီလလို့ခေါ်ပါတယ်ဒေါမန်လျောကံတို့တည်မွေးမှုဖြစ်တာတည်မွေးတာကိုအာဇီဝပါရိတုတ်တိသီလလို့ခေါ်ပါတယ်မိမိရသောသွန်သင်္ကန်းကြောင်းစေပစ္စည်းလေးပါးကိုလောဘတဏှာမဖြစ်အောင်စင်းရင်၍သုံးဆောင်ခြင်းကိုပစ္စယသံဃိတသီလလို့ခေါ်ပါတယ်အဲ့ဒီလေးပါးလုံခြုံရင်စတုပါရိတုတ်တိသီလလို့ခေါ်တယ်ဘွာသီလဝိတုတ်တိဖြစ်တယ်တိတဝိတုတ်တိဒိဋ္ဌိဝိတုတ်တိသင်္ကာဝိတရဏဝိတုတ်တိမေဃဉာဏတနာဝိတုတ်တိပရိပဒဉာဏတနာဝိတုတ်တိဉာဏတတနာဝိတုတ်တိဒီဟူသောဝိတုတ်တိတရား9ပါးရှိတဲ့အနေသီလဝိတုတ်တိတစ်ပါးလုံးရင်းမြင်လူနဲ့တူရှိခိုးပူဇော်ခံလိုက်တယ်လို့ဘုရားကိုယ်တော်များဟောတော်မူပါတယ်ကျူးချံရဲ့အဖြစ်ဆုံးလို့လူမှုဘယ်ကြည့်ဖြစ်ဆုံးဖြစ်မလို့ပြောနိုင်မလို့ဒီအောင်မတွေ့လို့မအောင်ဆိုငါသားကြီးကောင်းရမှုရောက်ပါစီဒီဘာတော့ဒါကြီးပုံနေရတယ်ဆိုတော့ဒီဘာတော့မလာမသိဘူးဒီပါစီတော့ဒီမှာကြီးဒီနေ့ပုံပေါ်နေတော့ပါဆုံးဖြတ်တာမရှိတော့ဘူးဖြစ်မှာဖြစ်စိတ်မကောင်းလိုက်တာစိတ်မကောင်းလိုက်တာရှင်စရာဒီတော့အပြစ်တွေကိုတရားခွင့်လို့တဲ့ဆိုရင်ဖြစ်အိမ်မဆုံးကကြွမြဲကြွတော်မူပါဖေဟာဒီကိစ္စတော့သိခံပြီးတော့တခါကြီးယနေ့မှစပြီးသူတစ်ပါးအိမ်မိုးတွင်လို့ဝင်တော့ပါဘူးသူတစ်ပါးအိမ်တွင်လို့ဝင်တော့သူသားလေးဒီဖြစ်မျိုးကိုကြုံရတာပါယဟန်ကြီးတလုံးမြင်ကောင်းလို့ခန္ဓာကိုယ်ကိုတည်ဆောင်နိုင်တဲ့ကာလပတ်လုံးအိမ်တကားဝင်နဲ့ရက်လျက်သားလျင်ဆုံးကိုခံယူရတော့ပိဏဘတ်တွေပြင်စောက်ကြည့်ပါတော့မယ်မုန်ကြီးတော်ယဟန်ကြီးကျုံးကထောကန်အနည်းငယ်သောပဒံစွန်းသည်ကုလေအိမ်တိုင်း၌ပစ္စတိရှင်းလင်းကြက်လျက်ရှိသည်ပိဏိကာယစွန်းတို့ဟာသတိတာမိငါသွားလာခဲ့လေတော့မမငါအားစင်္ဂဗလံသလုံးမြင်းကောင်းတို့၏အားစွမ်းသည်အဋ္ဌိရှိသည်ရှင်ဗျာတပီတော့ကြောင်းရောလိုက်ဖို့ရပြီဗျာလိုက်ဖို့ရပြီဗျာကြောင်းကြောင်းရှိတယ်ဒီဟန်သွားမယ်
စွာဘုရားကယဟန်များကလျှောက်ထားကြပါလေသူတို့လေးရဲ့လာရကလေးတွေကိုမေးမြန်းကြတဲ့အခါမြတ်စွာဘုရားကကဗ္ဗမေတိဥဒိဇန္တိနိယံပါပကမိနောတက်ကံသူလီနောယန္တိပရိနိဗ္ဗာန်တိအနာတော်လို့ဂတိလေးမျိုးကိုဟောကြားတော်မူပါတယ်မှန်ပါဗျာတရားနာလေအောင်ကျေးဇူးရှင်တော်လေးငယ်တော်ရဆရာတော်ဘုရားဓမ္မပဒမှာအနဲ့မြင်မှာပြန်ထားတဲ့ဥစဉ်ကဟောပါမယ်အမှန်ရှိပါဗျာအဲ့ဒီအချို့သောလူတို့ဒီကပ္ပံလူဖြစ်သောမိခင်ဝင်၌ဥပ္ပဇ္ဇန္တိဖြစ်ကြကုန်၏ပါပကံမိနောမကောင်းမှုကိုပြုကုန်သောအဲ့ဒီအချို့သောလူတို့သည်မိယံရဲ၌နိဗ္ဗာန်တိဖြစ်ကြကုန်၏သုခတိနောကောင်းသောသဘောရှိကုန်သောသူတို့သည်တက်ကံနတ်ပြည်သို့ယန္တိတွားကြကုန်၏အနာတဝါယဟန္တာတို့သည်ပြိဋိဘံတိပြိဋိဘံပြုတော်မူကြကုန်၏ဆိုလိုရဲ့သူတို့ကတော့ယဟန်တော်အားပြစ်မှားရိုက်နှက်ပြီးတော့ကြောက်သေးစရာတာတွေကလည်းငရဲလိုလာရ၏လူကြနဲ့ဒီကြောက်သေးစရာမရပြီးဝိနိုင်တဲ့ဆွေး၍လူဘဝလိုလာရ၏ယဟန်တော်ကိုကြီးညိုသောကြောက်သေးစရာမရပြီးလက်ပြီးလိုလာရ၏ထိုယဟန်သည်ပရိတောင်ရင်ကနေဆင်းရဲတစ်ဖြစ်ပြည့်လာကုန်ခန့်ရယဟန်နာဖြစ်ပြီးတော့ပြိဋိဘံပြုတော်မူ၏မြတ်စွာဘုရားကိုယ်တော်ရဲ့ဟောတော်မူတဲ့မူလပါဠိကာရဒေသနာတော်ကိုဒီတွင်ကျောင်းတော်ရှိတာဝကယဟန်တော်များကပရိယတိသာသနာရှိကြပြီးပါစေခြင်းအလို့ငါဤကဲ့သို့နှုတ်တဲ့အာကုန်တကယ်စေတော်မူကြပါကုန်